ယူနာလို့ခေါ်တဲ့မိန်းကလေးငယ်တယောက်ရှိတယ်။သူမဟာထက်မြက်တယ်၊ညံကောင်းတယ်၊အသက်ဝင်တယ်။ဒါပေမဲ့သူမဟာကြောက်ရွံ့မှုနဲ့နာကျင်မှုတဲ့ကြောင့်လွတ်မှုခံရတဲ့အချိန်တွေလည်းရှိပါသေးတယ်။အခုချိန်မှာယူနာဟာသွေးကင်းစာယောဂခံစားနေရလို့ကလေးစေးရုံမှာကုသမှုခံနေပါတယ်။သူမပုံမှန်ခံယူနေရတဲ့ကီမိုဆေးဝါးကသူမရဲ့စိတ်ပိုင်းဆိုင်ရာကိုပြင်းထန်စွာထိခိုက်စေပါတယ်။သူမကြောက်ရွံ့ပြီးကုသမှုကိုညှင်းဆန်တိုင်းသူမရဲ့ဖခင်ကသူ့ရဲ့ထူးခြားတဲ့လက်ကွယ်ကိုအသွင်ပြပါတယ်။သူလိုအပ်မှာကမင်းသမီးဟန်ကုန်ကြီးရဲ့မင်းနာပါတဲ့တောက်စားပလင်းကိုသူမကိုပြလိုက်ရုံပါပဲ။ပြီးတော့ယူနာကချက်ချင်းပဲပြန်ပြီးတောက်ပါသွားပါတယ်။ယူနာကဟန်ကုန်ကြီးရဲ့အမာခံပရိသတ်တယောက်ပါ။သူမထံသို့စာများမကြာခဏရေးပို့တော့လဲတခါမှအကြောင်းပြန်မခံရပါ။ကန်ကြီးကတော့ကိုရီးယားမှာအလွန်နာမည်ကြီးတဲ့မင်းသမီးတူထီပြီးနာမည်ကြီးဒရာမာဇာတ်ကားတွေနဲ့လူကြိုက်များတဲ့ရုပ်ရှင်တွေမှာပါဝင်သက်ဆောင်ခဲ့တာကြောင့်လူသိများပါတယ်။သူမရဲ့ကြောကြားမှုကြောင့်ပရိသတ်တွေစီကလက်ဆောင်တွေစားတွေအဆက်မပြတ်ရရှိနေပါတယ်။ဒါပေမဲ့အဲ့ဒီလောက်ချစ်ခင်မှုတွေရှိနေပေမဲ့လည်းကန်ဟီကတော့သူမရဲ့ထောက်ခံသူတွေပေါ်အလွန်ဆိုးရွားတဲ့သဘောထားရှိနေပါတယ်။သူမကသူတို့ကိုလုံးဝတန်ဖို့မထားဘူး။သူတို့ရဲ့အချစ်ကအတူပဲလို့ယုံကြည်ပါတယ်။ပရိသတ်တွေကသူ့ကိုအားပေးဖို့လာတိုင်းသူမကကျေးဇူးတင်တယ်လို့မခံစားပါဘူး။အဲဘင်ဝင်သူမသူတို့ကိုကြောက်ရွံ့ပါတယ်။ဒါကြောင့်မှကန်ဟီကထူးဆန်းတဲ့အကျင့်တစ်ခုရှိပါသေးတယ်။သူမဟာလူမှုကွန်ရက်တွေမှာအမုန်းစကားတွေရေးထားတာတွေကိုဖတ်ရတာနှစ်သက်ပါတယ်။သူမတို့သူမကိုမောင်းတဲ့သူတွေကသူမကိုချစ်တယ်လို့ပြောတဲ့သူတွေထက်ပိုပြီးယူရှင်းတယ်လို့ခံစားတယ်။ဒီနေ့မှာကန်ဟီကသူမရဲ့အကြီးအကဲမန်နေဂျာအာယောင်းနဲ့တွားတွေ့ပါတယ်။ကန်ဟီကသူမရဲ့ပရိသတ်တွေကိုလစ်ရှူနေတဲ့ပုံစံပေါ်မန်နေဂျာကတိတိတတ်တာစိတ်အနှောက်အယှက်ဖြစ်နေပုံရပါတယ်။ဒါပေမဲ့ကန်ဟီကသူတို့ပါတဲ့ဂရုမစိုက်ပါဘူး။လူငယ်တယောက်ကိုဒရာမာအသစ်တစ်ခုရှာပေးဖို့တောင်းဆိုပါတယ်။ကန်ဟီရဲ့လူထုပုံစံအရန်ဆိုးရွားနေတာကြောင့်သူမရဲ့ဇက်ရုပ်အသစ်တွေကိုရယူဖို့ခက်ခဲနေလာတယ်လို့လူငယ်တယောက်ကရှင်းပြပါတယ်။ကန်ဟီထွက်သွားရမယ့်အချိန်မှာဝန်ထမ်းတယောက်ကသူမအတွက်လက်ဆောင်တွေနဲ့ပရိသတ်စာတွေတပုံကြီးယူလာပေးပါတယ်။သူမရဲ့စိတ်တန်ရာကြောင့်ကန်ဟီကဝန်ထမ်းကိုလက်ဆောင်တွေပြင်ပို့ပြီးစာတွေကိုတိုးလောင်ရမှာတင်စီထားဖို့ချက်ချင်းပြောပါတယ်။ထွက်လာတဲ့လမ်းမှာဝန်ထမ်းကစာနှဆောင်ကိုမတော်မဆပြုတ်ကျသွားပါတယ်။အဲ့ဒီအချိန်ကိုစူဂျန်လူခေါ်တဲ့သတင်းတယောက်ကမြင်လိုက်ပါတယ်။သူကကန်ဟီကိုဖြိုခွင်းဖို့အခန်းလမ်းကိုအမြဲရှာနေတဲ့သူတယောက်ပါ။သူကပြုတ်ကျလာတဲ့စာတွေကိုကောက်ယူပြီးသူမကိုကြီးစံအဖြစ်အသုံးပြုဖို့ဆုံးဖြတ်လိုက်ပါတယ်။ဈေးရုံကိုပြန်ရောက်တော့ယူနာလက်ထားထုကီမှုခံယူရမယ်လို့နောက်တစ်ချိန်ကြောက်ရွံ့နေပါသေးတယ်။သူမမလုပ်ချင်ဘူး။ဒါပေမဲ့သူမရဲ့ဖခင်ကညင်တာဖြောင်းရှာပါတယ်။သူမကကုသမှုခံယူမယ်ဆိုရင်စန္ဒာတစ်ခုဖြည့်စီပေးမယ်လို့ကတိပေးလိုက်ပါတယ်။ယူနာကအဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်မှာလောက်စုံသဘောပေါက်လိုက်ပါတယ်။ဒီလိုဖြစ်ပေမဲ့ကီမိုဆေးဝါးကုသမှုကကြောက်ရွံ့မှုနဲ့မျက်ရည်တွေနဲ့ဖြည့်နေပါသေးတယ်။သူမသမီးကဒီလောက်နာကျင်စွာအဖြစ်ခံနေရတာကိုမြင်ရတာသူ့ရဲ့နှလုံးသားကိုလုံးဝကွဲကျဲစေပါတယ်။ယူနာရဲ့ဖခင်နာမည်ကယွန်စီယိုပါ။သူကအတကယ်ကိုကျွမ်းကျင်နေရှင်းနေသေးလောက်ပါ။ဒါပေမဲ့သူမနေမကောင်းဖြစ်နေပြီးစေကုတာစီတွေကလည်းများလာတာကြောင့်ညနေမှာအစားထိုးရမောင်းသူတယောက်အဖြစ်အသုံးပြုရတာကိုလွယ်တခြားရွေးချယ်မှုမရှိပါဘူး။ယွန်ဆက်ကယူရံပြီးချောမော့ပြီးယူနာကိုတယောက်ထပ်ဖြူစုထောင်းနေပါတယ်။သူမရဲ့ဓာတုကီမိုကုသမှုပြီးလနောက်မှာယူနာကသူပေးခဲ့တဲ့ဂရီကိုမြန်မြန်တတိရစေပါတယ်။သူမရဲ့စန္ဒကယူရှင်းပါတယ်။သူမကမင်းသမီးဟန်ကောင်ဟီမဲ့သူမရဲ့စာကိုပြန်ကြားစေခြင်းတယ်။အဲ့ဒီတောင်းစုကိုကြားလိုက်တော့ယူကန်ကလုံးဝစိတ်ပြတ်သွားပါတယ်။သူကဘယ်လိုလုပ်ရမလဲမသိရကြောင်းသူ့ရဲ့ရင်းနှီးထင်ငယ်ချင်းယွန်းတို့နဲ့ပြောပြပါတယ်။အတကယ်တော့ယွန်းဆက်နဲ့ဟန်ကောင်ဟီတို့ကအထက်ကန်းကျောင်းတစ်ကျောင်းကိုပဲတက်ခိုက်ကြတာပါ။ထို့ကြောင့်ဟန်ကောင်ဟီကအထွတ်မှာအကြောင်းပြန်ရဖို့မထင်နိုင်ဘူးလို့ပြောပါတယ်။ထို့နောက်မြင်းစင်ကကန်ဟီဒီရုပ်ရှင်ဒါရိုက်တာတို့နဲ့အတူထမင်းစားနေတဲ့ coffee ဆိုင်ဒီဇိုင်းကိုရွေးလာသွားပါတယ်။သူမရှိမှာတော့ဒါရိုက်တာကယဉ်ကျေးပြီးချော့မော့တဲ့ပုံစံနဲ့ပြုမှုနေတယ်။ဒါပေမဲ့ကန်ဟီရီချောင်းနဲ့ခြေလန်းသွားတာနဲ့သူ့အမူအရာလုံးဝပြောင်းလဲသွားပြီးသူမနောက်ကွယ်မှာမကောင်းပြောလာပါတော့တယ်။သူ့တက်ကံမကောင်းစွာပဲကန်ဟီကအရာအလုံးကိုကြားသွားပါတယ်။သူမချက်ချင်းဒေါသထွက်ပြီးပဋိပက္ခတစ်ခုဖြစ်ပေါ်လာတယ်။ဒါရိုက်တာကအခုစိတ်တိုနေပြီးသူမနောက်ကိုအေကန်တီလိုက်လံလိုက်တယ်။အရာအလုံးရုပ်ပိုင်းဆိုင်ရာဖြစ်တဲ့အချိန်မှာပဲကားတစ်စီးရုတ်တရက်ရောင်လာပြီးသူမကိုကဲတင်ခဲ့ပါတယ်။သူမရဲ့မန်နေဂျာကသူမအတွက်အစားချိုးရန်မောင်းတယောက်စီစဉ်ပေးထားပုံရပါတယ်။အဲ့ဒီရန်မောင်းကယွန်ဂုတ်ဖြစ်ပုံရတယ်။ဒါကယွန်ဂုတ်နဲ့ကန်ဂီတို့နှစ်ပေါင်းများစွာကွဲကွာနေပြီးနောက်ပြန်လည်ဆုံစည်းတဲ့အခိုက်အမာဖြစ်လာပါတယ်။ကားထဲမှာတော့သူတို့ရေလာပြီးမမျောလင့်ထားတဲ့ပြန်လည်ဆုံစည်းမှုကိုဖြိုးရွှင်စွာပြန်ခန်းစားလိုက်ကြတယ်။ဒါပေမဲ့ယွန်ဂုတ်ကသူ့မှာသမီးလေးတယောက်ရှိတယ်လို့ပြောတဲ့အခါဂန်ဟီကရုတ်တရက်တိတ်ဆိတ်သွားပြီးမျက်နှာအမူအရာကစိတ်ပြတ်သွားတဲ့ပုံစံပြောင်းသွားပါတယ်။သူကသူ့သမီးကသူမရဲ့အမာခံပရိသတ်တယောက်ထစ်ကြောင်မျှဝေပါတယ်။ဒါပေမဲ့ဂန်ဟီကအဲ့ဒါကိုလုံးဝတွန့်ပြန်ခြင်းမရှိပါဘူး။သူတို့သူမအိမ်ကိုရောက်တဲ့အခါဂျောင်စစ်ကသူ့သမီးရဲ့စာကိုပြန်ဖြေပေးဖို့တောင်းဆိုဖို့တတိတွေစုဆောင်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဘာမှမပြောခင်မှာမင်းဂန်ဟီကကျေးဇူးတင်စကားဆိုပြီးအထဲကိုဝင်သွားလိုက်ပါတယ်။စကားပြောဖို့အခက်အလက်မရှိတော့တဲ့ဂျောင်စစ်ကစိတ်ပြတ်လက်ပြန်နဲ့အိမ်ပြန်လာခဲ့ပါတယ်။ထို့နောက်ဇလန်ဒီသူတို့ရဲ့အထက်တန်းစားတောင်းရင်းချင်းကို flashback fit တို့ပြောင်းလဲသွားပါတယ်။
အဲ့ဒီတုန်းကကန်ဟီကနာမည်ကြီးပြီးပရိသတ်တွေရဲ့ဝန်းရံခြင်းကိုအမြဲရရှိခဲ့ပါတယ်စိတ်ရှုပ်သွားကြောင့်သူမဟာစားသင်ချင်းကြောပြီးတိုးတောင်ကန်ထဲမှာပုံနေလိုက်ပါတယ်အဲ့ဒီမှာသူမဟာဆေးလိုက်တောက်ချင်းအထင်စိတ်ဖိစီးကိုတတ်တာစေဖို့စ조사ပါတယ်တစ်ချိန်ထဲမှာပဲចောင်းကိုပြောင်းလာတဲ့ယွန်ကွတ်လည်းအတန်းပြက်ပြီးအဲ့ဒီတိုးတောင်ကန်ထဲမှာပဲအိတ်လိုက်ရတယ်သူကန်ဟီဆေးလိုက်တောက်နေတာကိုမတော်မဆာတွေ့လိုက်ပါတယ်လန့်ဖြတ်သွားပြီးသူမလုံနေတာတွေကိုဖုံးကွယ်ဖို့စ조사ပါတယ်တယောက်ယောက်တီးသွားနေသူမရဲ့ပုံရိပ်ပျက်စီးသွားမှာကိုစိုးရိမ်မိပါတယ်သူမဟာနာမည်ကြီးတဲ့ထင်မှန်လုံးဝမသိတဲ့ယွန်ကွတ်ကသူမကိုစူးငေါက်ပါတယ်ကန်ဟီကသူမကိုလုံးဝမမှတ်မိတာကထူးခြားနေလို့ထင်နေတယ်သူမကိုချီးမွမ်းကောင်းပြုမဲ့စားလစ်ရှုမှုနဲ့ဆက်ဆံတဲ့ပထမဆုံးလူကသူပါပဲမကြခင်မှာပဲဆီယမတယောက်မီးကုန်းနံကိုတတိထားမိပြီးနောက်တိုးတန်ကန်နယ်ကိုဝင်လာတယ်သူတို့နှစ်ယောက်မြင်မြင်ပုံနေကြတယ်ဆီယာကတယောက်ယောက်ဆေးလိုက်တောင်းနေတယ်ဆိုတာသိပြီးတရားခံကိုရှာဖွေနေပါတယ်ကန်ဟီကိုကဲတင်ဖို့အတွက်ယွန်ကွတ်ကထွက်ပြီးဆေးလိုက်တောင်းနေတာကသူဖြစ်တယ်လို့အဖြစ်တန်ပါတယ်သူမကိုကဲတင်ဖို့ပဲဆိုတော့သူကအဖြစ်ပေးခံခြင်းကိုလိုလားလားလက်ခံပါတယ်အဲ့ဒီအချိန်ကသူတို့ရဲ့ဆက်ဆံရေးရဲ့အစဖြစ်ပါတယ်ထို့နောက်ဇက်လန်တီလက်ရှိချိန်ကိုပြန်ရောက်လာပါတယ်ယွန်ကွတ်ကယွန်တို့ရဲ့ဂုံစုံတက်ရမှာရှိနေတော့အယုတ်စာလိုအမိပေးတဲ့ပုံမြင့်စာအုပ်တို့ကိုတတိထားမိလိုက်ပါတယ်အဲ့ဒါကအကြံတစ်ခုပေါ်လာစေတယ်သူကသူ့သမီးရဲ့စာတွေကိုကန်ဟီရဲ့စာတွေဖြစ်ဟောင်ဆောင်ပြီးအယောင်ပြန်စာတွေရေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူကတိတ်ဆိတ်တဲ့နေရာတစ်ခုကိုရှာဖွေပြီးစာရေးဖို့စတင်လိုက်ပါတယ်ယူနိုက်ရဲ့အဖေကိုကြားရဲ့အခါသူမအယမ်းပျော်သွားပါတယ်သူမဟာဆေးရုံမှာရှိတဲ့လူအလုံးကိုစားကိုဂုံယူစွာပြပါတယ်အဲ့ဒီအချိန်ကစပြီးသူမဟာကန်ဟီစီကိုစာရီပို့ရေးလာပါတယ်ယွန်ဆွတ်ဟာအဖေအားလုံးကိုလိုက်မိဖို့စူးစမ်းနေတာမိုးပန်းနေပါပြီမဲ့သူ့သမီးပြန်ပြုံးတာကိုမြင်ရတာဝမ်းသာခြင်းဖြစ်ပါတယ်ဒါကအကုန်စတဲ့နေရာပါဒါကပိသက်စာပါတစ်ဖက်မှာတော့ကန်ဟီကပိသက်ရဲ့စာတွေကိုလွတ်ပစ်လိုက်တယ်ဆိုတဲ့သတင်းကရုတ်တရက်ပြန့်နှံ့သွားပါတယ်ယူနာကအဲ့ဒါကိုမြင်တဲ့အခါသူမအယမ်းစိတ်မကောင်းဖြစ်သွားပါတယ်ကန်ဟီကသူမရဲ့ပိသက်တွေကိုလစ်ရှုမဲ့လူမျိုးမဟုတ်ဘူးလို့သူမတကယ်ယုံကြည်ပါတယ်ဘာပဲဖြစ်ဖြစ်သူမဟာအဲ့ဒီချိန်တလုံးမှာသူမရဲ့စာတွေကိုပြန်ကြားချက်တွေရရှိနေကြတာပဲကန်ဟီရဲ့နာမည်ကိုထင်ရှားစေခြင်းတဲ့အတွက်ယူနာက YouTube channel ဖွင့်ထားတဲ့တငယ်ချင်းတယောက်ကိုအကူအညီတောင်းပါတယ်သူမကလက်ခံရရှိတဲ့ပြန်စားစာကိုပြပြီးကန်ဟီကသူမရဲ့ပိသက်တွေကိုဂရုစိုက်တယ်ဆိုတာသက်သေပြဖို့ဗီဒီယိုတစ်ခုတင်ပါတယ်ဗီဒီယိုကမြန်မြန်ပြန့်နှံ့သွားပြီးကန်ဟီကိုယ်တိုင်ကအဲ့ဒီဗီဒီယိုကိုမြင်တွေ့ခဲ့ပါတယ်ဒီကတော့ General P ရှိပြီးနေ Tracy DGA ကအဖြိုလေးလဲပါရဲ့တဒီနေ့နဲ့ကန်ဟီရဲ့အများပြည်သူပုံရိပ်ကတိုးတက်လာပါတယ်သူမရဲ့ idol စီကနှလုံးသားတဲ့စာတွေကြောင့်သွေးကင်ဆာရောဂါကိုရင်ဆိုင်နေရတဲ့မင်းကလေးမြတ်တယောက်ရဲ့ဇလန်းဟာလူတွေကိုထိမိသွားပါတယ်ဒါပေမဲ့ကျေးဇူးတင်ရမယ့်အစားကန်ဟီကစိတ်နှနေထလာပါတယ်သူမကခါမှမလုပ်ခဲ့တဲ့အရာတော့ချီးမွမ်းခံခြင်းမလိုပါဘူးအဲ့ဒီညမှာပဲသူမကယူနာရဲ့မိဘတွေနဲ့တွေ့ဆုံပြီးသူမရဲ့စိတ်ပျက်စီးမှုကိုဖော်ပြဖို့ခလီးစေးရုံကိုသွားပါတယ်သူမမမျှော်လင့်ထားတဲ့အမှန်တရားပဲယူနာရဲ့အဖေကယွန်ဆွတ်ထင်နေပုံရပါတယ်သူတို့နှစ်ယောက်စေးရုံခေါင်းဖို့ကိုတတ်လာပြီးကြောင်စစ်ကစေရင်တန်မှန်လဲတောင်းပန်ပါတယ်သူကသူ့ကိုယ်သူနှိမ်ချပြောပြီးအမှန်တရားကိုမဖော်ပြဖို့သူမကိုတောင်းပန်ပါတယ်သူ့ထက်အဲ့ဒီစာတွေကအထိပ္ပယ်မရှိနေလို့ရတယ်လို့ထင်ရပေမဲ့ယူနာအကရာသူမရှေ့ဆက်သွားနိုင်ဖို့ခွန်အားတစ်ခုထစ်ပါတယ်ဒီစိတ်ခံစားချက်ပြင်းထန်တဲ့အခိုင်အမာကိုသတင်းတောက်တစုကလျှော့လျှော့ပြအမြင်တွေ့ခဲ့ပါတယ်ဒါပေမဲ့သက်သေတွေဖမ်းဆီးဖို့သူ့ရဲ့စ조사မှုကိုယွန်တို့ကတားဆီးတားမိပါတယ်နောက်ပိုင်းမှာအိမ်မှာကန်ဟီကယွန်ဆွတ်ရဲ့စာတွေကိုမတွေးမိဖို့မနေနိုင်ပါဘူးနောက်နေ့မနက်မှာကန်ဟီကခလေးစေးရုံကိုအတီးတီသွားလောက်လဲပတ်ပါတယ်သူမဟာယူနာနဲ့အခြားငယ်ဆုံးရွယ်ပိုင်းလူရန်ဖျားကြီးဟာသူအချိန်ဖြိုးလိုက်ပါတယ်ယူနာကသူမကိုမြင်တဲ့အခါမျက်ရည်တွေကိုမထိန်နိုင်ပြီးပျော်ရွှင်မှုတွေနဲ့ပြည့်စုံလဲသူမရဲ့ရင်ကွင်းနဲ့ပြည့်သွားပါတယ်ကန်ဟီဟာကလေးတွေကိုပုံမြင်စာအုပ်တွေဖတ်ပြပေးတာအပြင်စေးရုံကိုလည်းငွေအများပြားလူဒန်းပါတယ်ခီးစဉ်တစ်လုံးကိုမီဒီယာတွေကဖော်ပြပါတယ်ကန်ဟီကယူနာဘာကိုအလိုဆုံးချင့်ချင်တယ်လို့မေးတဲ့အခါယူနာကရိုးရှင်းစွာတောင်းဆိုလိုက်ပါတယ်သူမကန်ဟီရဲ့အိမ်ကိုထောက်လိုက်ခြင်းတယ်နောက်နေ့မှာယူနာဂျောင်ကွန်းနဲ့သူမတငယ်ချင်းဒွန်ကူကကန်ဟီအိမ်ကိုတွားလဲပါတယ်ကန်ဟီကပထမဆုံးအချိန်ကတခြားလူတွေကိုသူမရဲ့တီးတန့် space တဲကိုဝင်ခွင့်ပြုလိုက်ပါတယ်သူမကယွန်ကွတ်ကိုစိတ်နှောက်ယှက်ဖြစ်နေတော့ပဲဖြစ်ပေမဲ့သူတို့ကိုနွင်းထွေးစွာနှုတ်ဆက်ပါတယ်တို့ရသူမကထို့အရာကိုဘေးထားပြီးကလေးများကိုဖြိုးရွှင်စီရန်အာရုံစိုက်ရမယ်ဆိုရွေးချယ်ပါတယ်နောက်ပိုင်းမှာကန်တီနဲ့ဒွန်ကူတို့ကသူ့ရဲ့ YouTube channel ရဗီဒီယိုတစ်ခုအတူတကွရိုက်ကူပါတယ်အင်တာဗျူးပြီးနောက်ကန်တီကယူနာကိုချီးမွမ်းပြီးသူမကအယမ်းတော်ပြီးသူ့အမေစီကအမွေရခဲ့ရမယ်ဆိုပြောပါတယ်အဲ့ဒီစကားကြောင့်ယူနာစိတ်အနှောက်ရှက်ရပါတယ်သူမစိတ်ထဲမှာတန်တရားတွေပါခွာလာစေပါတယ်သူမရဲ့အမေကိုမဟုတ်ပဲသူမရဲ့အဖေကိုအတူယူတယ်လို့ရှင်းရှင်းလင်းလင်းရေးထားတာကြောင့်ကန်ဟီကသူမရဲ့စာတွေကိုတကယ်မဖတ်ဘူးဆိုတာသူမတန်တရားဝင်လာပါတယ်ယူနာရဲ့မျက်နှာအမူအရာပြောင်းလဲသွားတာကိုမြင်တော့ဒွန်ကူကအခြေအနေကိုရှင်းပြလိုက်ပါတယ်ယူနာမှာသူ့အမေအနာမှာမရှိဘူးသူမရဲ့မိဘတွေကကွာရှင်းထားတာကြားပြီးဖြစ်ပြီးသူမရဲ့အမေကတော့လက်ရှိမှာအမေရိကန်မှာနေထိုင်နေပါတယ်ဒါကိုကြားတော့ကန်ဟီအပြစ်ရှိသလိုခံစားရပါတယ်တစ်ချိန်တည်းမှာပဲသတင်းတောက်ဆူဟာကကန်ဟီကိုဖြုတ်ချဖို့အမောင်းမြင်ပြီးစိတ်ပြက်လာပါတယ်
သူကပိုနဲ့ရှင်းရှင်းစူးစမ်းလေ့လာလာပြီးနောက်ဆုံးမှာကန်ဟီနဲ့ယောင်ဆွတ်ကအထက်တန်းကျောင်းမှာအတန်းဖော်ဖြစ်ခဲ့ကြတယ်ဆိုတာသိရှိခဲ့ပါတယ်သူ့အထွေဒါကအကောင်းဆုံးအခွင့်အရေးပဲသူမရဲ့လူထုပုံရိပ်ကိုပြင်ဆင်ဖို့အတွက်အတူရောက်ပြန်စားတွေပြီးဖို့သူမရဲ့ကျောင်းလေးပဲယောင်ဆွတ်ကိုကန်ဟီကငွေပေးခဲ့တယ်လို့ဆွဲထားတဲ့စောင်းပါစပုတ်ကိုသူထုတ်ပြန်လိုက်ပါတယ်ဇလန်ကသူရဲ့အထက်တန်းကျောင်းသားဖွားတွေကိုခဏအပြန်ပြောပြပါတယ်။အဲ့ဒီတုန်းကကန်ဟီရဲ့တင်းငယ်ချင်းတယောက်ဖြစ်တဲ့ဟီရီကယွန်ဂုတ်အတော်မှာခန်းစားချက်တွေရှိပေမဲ့ဝန်ခံလို့မရခင်ပါတယ်။ယွန်စုကကန်ဟီကိုစိတ်ဝင်စားနေတယ်ဆိုတာသဘောပေါက်ခဲ့ပါတယ်။အဲ့ဒီသဘောပေါက်ခြင်းကမနာလိုတာကိုနှုတ်ဆော်ခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးဟီရီကကန်ဟီကိုမကျေနပ်ဖြစ်လာခဲ့ပါတယ်။လက်ရှိအချိန်မှာဟီရီကတရုပ်ဆောင်တင်းရဲ့တယောက်နဲ့ရေဒီယိုအစီအစဉ်တင်ဆက်တယောက်ဖြစ်လာပါတယ်။ကန်ဟီနဲ့ယွန်ဂုတ်ကိုဆက်တက်နေတဲ့ဆောင်းပါကိုညင်တဲ့အခါမှာသူမရဲ့စိတ်ပြတ်အားကိုချင်းကပိုပြင်းထန်လာပါတယ်။ညစာစားပြီးကန်ဟီအိမ်ကိုပြန်ရောက်တော့ယုံစကယူနာနဲ့တွန်ဂူတို့ကိုအိတ်ပြောအောင်ကူညီပေးပါတယ်။အဲ့ဒီညနောက်ပိုင်းမှာကန်ဟီကသူ့ကိုအတူတကွထိုင်ပြီးရက်တော့ဖို့ဖိတ်ခေါ်ပါတယ်။သူတို့စကားပြောနေတော့မှယုံစကသူ့ရဲ့အသိအကြောင်းတွေကိုဖွင့်ဟပြောပြပါတယ်။သူကယူနာကတခြားကလေးတွေမိသားစုပြည်စုံနေတာကိုမြင်တော့ဝမ်းနဲ့ခဲအားပုံရှယ်ပါတယ်။အဲ့ဒီချိန်မှာသူမရဲ့အဖွားကသူမမှာအမေတယောက်ရှိနေသေးတယ်လို့ဝေဝါမှာကတယောက်ပါဆိုပြီးသူမကိုနှိမ့်သိမ့်ခဲ့ပါတယ်။ထိုစကားကိုကြားတော့ယူနာကသူမရဲ့အခြေအနေကိုဖြည်းဖြည်းချင်းလက်ခံခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာအဖွားကြီးကမတော်တဆတစ်ခုနဲ့ကွယ်လွန်သွားပါတယ်။ဒီဆုံးရှုံးခြင်းကယောင်စုကိုပြင်းထန်စွာထိခိုက်ခဲ့ပါတယ်။သူ့အဖေဒီလောက်နာကျင်နေတာကိုမြင်တော့ယူနာကသူ့အစီချင်းကလာပြီးသူမရဲ့အဖွားကမသွားသေးဘူးအဝေးမှာသာရှိနေပါတယ်ဆိုပြီးညင်းတန့်စွာပြောလိုက်ပါတယ်။ရိုးရှင်းပေမဲ့ရိုးသားတဲ့သူမရဲ့စကားတွေကသူ့ကိုလုံးဝကြွေးကွေးနိုင်ခဲ့ပါတယ်။သူကစိတ်အလုံးရှာမှုတွေပြည်စုံနေတဲ့သမီးဖြစ်တဲ့သူကိုတင်းကျပ်စွာဖတ်ထားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးယူနာကသူ့ကဘာရဲ့ဘီချက်ဖြစ်လာပါတယ်။သူမရဲ့ကျမ်းမာရေးနဲ့ပျော်ရွှင်မှုကသူ့ရဲ့ထိတ်ထန်ဦးစားပေးဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ပဲသူမကိုထောက်ပံ့ဖို့အတွက်အရန်ယင်ဒရိုင်ဘာတယောက်အဖြစ်အထိလုံရန်သူတက်လာတဲ့အကောင်လုံးကိုလုတ်ဖို့ကိုတွန်းအားပေးခဲ့ပါတယ်။လက်ရှိမှာတော့ဒီဇလန်ကိုကြားတော့ကန်ဟီကယောင်ဆုကသူသမီးရဲ့စန္ဒာကိုဖြည့်ဆည်းဖို့ဘာကြောင့်လိန်ဖို့အတင်းသင့်ရတယ်လဲဆိုတာကိုနောက်ဆုံးမှာနားလည်ခဲ့ပါတယ်။နောက်ပိုင်းမှာဘီယာဘူးတစ်ဖူးကိုဖွင့်နေတော့ဆိုတာတချို့ကယောင်ဆုရဲ့အဝတ်ပေါ်မှာမတော်တဆဖြစ်သွားပါတယ်။သူအေးမြန်းလို့မယ်ဆိုရင်လို့ကန်ဟီကသူမကိုအဝတ်စားလဲလိုက်ဆိုပြောပါတယ်။ယောင်ဆုကတက်တောင်တသားရှိဖို့အမျိုးသမီးအဝတ်စားတွေကိုဝေ့ရတဲ့အခါမှာအခြေအနေကရေရာစရာအခိုက်အတန့်တစ်ခုဖြစ်မြန်ပြောင်းလဲသွားပါတယ်။ website ကိုသဘောကျပြီးကန်ဟီကထိုအခိုက်အတန့်ကိုသူမရဲ့ဖုန်းနဲ့မှတ်တမ်းတင်ထားပါတယ်။ဆက်ရွှင်နေတဲ့ယောင်ဆုရဲ့ရက်မောင်ရက်ကိုကန်ဟီကအီးနာမဟန်ပဲသူမကအမျိုးသမီးအဝတ်စားနဲ့လိုက်လက်ပြီးလို့သူမကိုပြားလိုက်ဖပြောပါတယ်။ပြီးတော့ယောင်ဆုရဲ့ခန်းစားချက်တွေကိုထိခိုက်မိဖို့မစိုးရင်ရလို့သူမကပြောရှစ်ခိုက်ပါသေးတယ်။ယောင်ဆုကရင်ပုံရင်ဖုန်းနေမြတ်တော့သူမကိုဒီလောက်တောင်ဟီကဝပေးတဲ့ဆက်လက်ပေးဖို့မျက်နှာအပါဆိုပြောပါတယ်။ဒီတော့ယောင်ဆုကသူ့ကိုယ်သူဝိနန္ဒာဗမောကြောင့်ပါကိုမြင်တော့ကန်ဟီကရင်းမဲ့ချလိုက်ပါတယ်။သူမကယောင်ဆုရဲ့နာရွေးရန်ကြီးလီလုံအောင်ပြောရှစ်ခံရင်သူ့ကိုမှားလွဲမယ်လို့ပြောလိုက်ပြီးအချိန်လေးကပိုပြီးရှုပ်ထွေးလာတာကိုမြင်ရပါတယ်။ယောင်ဆုရဲ့ရဲ့ရတာကမတော်တဆမဟုတ်ပါဘူး။ Sock ဂျပန်ကိုဖျက်ပစ်ဖို့အတင်းကျပ်ဖွဲ့ပါတယ်။သူမရဲ့ဖုန်းကိုဆွဲယူကြိုးစားနေတောင်သူတို့နှစ်ယောက်မတော်အဆဆိုဖာပေါ်ပြုတ်သွားတယ်။ခဏတလေးအတွင်းမှာပဲအရာအလုံးကကွဲပြားသွားသလိုခံစားရတယ်။ပတ်ဝန်းကျင်ကနူးညံ့ပြီး romantic ဆန်လာတယ်။ကန်ခီကမျက်လုံးမိတ်ပြီးတခုခုကိုမျောလင့်နေသလိုကိုကိုင်းလိုက်ပေးမယ်။အဲ့ဒီခိုက်တန်ကမြန်ဆန်းပဲပျောက်ကွယ်သွားပြီးဒါဟာသူမရဲ့စေးကိုထဲမှာပဲရှိနေခဲ့တယ်ဆိုတာသဘောပေါက်သွားပါတယ်။တကယ်တော့ရောင်ရှိကစားပွဲမှာထိုင်ပြီးတပ်ဖုန်းကိုတင်းငင်းစွာဖျက်ပြနေပါပြီ။ကန်ခီကသူဖျက်လိုက်လို့နည်းနည်းစိတ်အနှောက်အယှက်ဖြစ်မိပေမဲ့သူမရဲ့ခံစားချက်တွေကတော့ဆက်လက်ပြောင်းလဲနေပါတယ်။သူကခေါင်းတော့ညပါလို့နှုတ်ဆက်ပြီးသူမရဲ့ခေါင်းကိုညင်သာစွာပေါက်ပေးတဲ့အခါသူမရဲ့နှလုံးသားကတဖန်ပြန်လဲလှုပ်ရှားလာတာကိုခံစားလိုက်ရပါတယ်။နောက်တနေ့မနက်မှာကန်ခီကအစောကြီးနှုတ်ပြီးမျက်နှာတစ်ပြီးမိတ်ခက်ပါလေးတောင်လေးလိုက်တယ်။သူမကရောင်ခေါက်ရှင်းမှာတဘာဝအဖြစ်လှပနေခြင်းပေမဲ့သူမရဲ့အစီအစဉ်ကမျောလင့်ထားသလိုမဖြစ်ခဲ့ဘူး။ယောင်ရှုကသူမမိတ်ကပ်လင်းထားတာကိုချက်ချင်းသတိထားပြီးညကမိတ်ကပ်မဖြတ်ချင်မိဘူးပဲယူဆလိုက်တယ်။အဲ့ဒီမချက်ကသူမကိုရှက်ရွံ့စေပြီးအနှဲငယ်စိတ်အနှောက်အယှက်ဖြစ်စေတယ်။အနေရခက်တာတွေရှိပေမဲ့လည်းသူတို့အတူတူထိုင်ပြီးမနက်စာစားကြတယ်။မနက်စာစားပြီးနောက်သူတို့အတူတူဆေးရုံကိုပြန်သွားကြတယ်။ကန်ခီကသူတို့နဲ့လိုက်သွားဖို့စီစဉ်ထားပေမဲ့သူတို့ထွက်သွားတော့မယ့်အချိန်မှာပဲသူမရဲ့မန်နေဂျာစီကဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိပါတယ်။သူမကရာရှုကိုလိန်ညာဖို့ငွေပေးတယ်ဆိုတဲ့ကောလာဟလာကသူမအိမ်အပြင်ဘက်မှာပြန့်နှံ့သွားပြီဖြစ်ပါတယ်။သတင်းတောက်တွေစူဝေးပြီးစောင့်နေကြတယ်။ သူ
သူတို့ထွက်သွားတာနဲ့မေးခွန်းတွေပြေးလွှမ်းလာကြတယ်သူမရဲ့အများပြည်သူရှေ့မှာပုံအိတ်ကောင်အောင်မိန်းကလေးလုပ်တဲ့လူငယ်နဲ့အတူအရာအောင်လုံးကိုစီစဉ်နေတယ်လို့သူမကိုဆွဆွဲကြတယ်သူတို့ကအယောင်ရှိကိုဘလောက်ပေးခဲ့ရလဲသူတို့ရဲ့အတန်းဖော်ဟောင်းတွေအဖြစ်ဆက်နွယ်မှုကဒီကေဗဲလာလို့မေခွန်းထုတ်ကြပါတယ်အခြေအနေကမြ мян ဆန်ဆန်ရှုပ်ထွေးသွားပါတယ်ရောင်ရှိကရှေ့ကိုတူလာပြီးသူကရှေ့နေတိအောက်ဖြစ်ပြီးမဟုတ်မဟွမ်းတရင်အချက်လက်တွေဖြန့်ယူရင်ဘလို့အကျိုးဆက်တွေဖြစ်လာမလဲဆိုတာသူတေးချာသိတယ်ဆိုတာကိုသူတို့ကိုခိုင်းမှစွာသတိပေးပါတယ်သူရဲ့စကားတစ်ခွန်းကသတင်းတောက်တွေကိုအနည်းဆုံးခဏလောက်တော့တိတ်ဆိတ်သွားစေပါတယ်ဒါပေမဲ့ပိုမိုနာချင်းစရာတစ်ခုခုဖြစ်လာပါတယ်လူတိုင်းရှိမှပဲအမှန်တရားကိုသိချင်နေတဲ့ယွန်းနာကဂန်ခိဘဲကိုလွှဲလိုက်တယ်သူမရဲ့အမေကိုယ်တိုင်ကသူမရဲ့စာတွေကိုပြန်မဖြေခဲ့ဘူးပဲမဲ့သူမအကြိုက်ဆုံးမြင်းသမီးကပြန်ဖြေတယ်လို့တငယ်ချင်းတွေကိုဂုဏ်ယူစွာပြောပြပါတယ်အခုတော့မျက်ရည်တွေနဲ့ဓာရီအားလုံးကတကယ်ဖြစ်ခဲ့တယ်လားဆိုတာသိချင်နေမိပါတယ်အဲ့ဒီအချိန်ကိုရင်ဆိုင်တဲ့အခါဂန်ခိတွင်းတဲ့သွားတယ်နောက်ဆုံးမှာသူမကဖြည်းဖြည်းချင်းအမှန်တရားကိုပြောပြပါတယ်သူမကယွန်းနာရဲ့စာတွေကိုပကြောမှပြန်မဖြေခဲ့ဘူးလို့ဝန်ခံပါတယ်အမှန်တရားကယွန်းနာကိုချက်ချင်းထိခိုက်မိပါတယ်သူမထိတ်လန့်သွားပြီးလဲကျသွားတယ်ယောင်ကော့ကသူမကိုထိတ်လန့်စွာမျောလင့်ချက်မဲစွာဆေးရုံထဲပြန်ပို့လိုက်ပါတယ် ICU အပြင်ဘက်မှာဂန်ခိကတိတ်ဆိတ်စွာစောင့်ကြည့်နေပါတယ်အပြစ်ရှိစိတ်နဲ့ဝမ်းနည်းချက်တွေနဲ့လွမ်းမုံနေပါတယ်နောက်ပိုင်းမှာသူမယွန်းနာရဲ့အခန်းကိုသွားလဲတဲ့အခါသူမရဲ့တက်ဖုန်တွေပြည့်နေသွားတာကိုမြင်တွေ့ပြီးအံ့ဩသွားပါတယ်ယောင်ကော့ကအဲ့ဒီဖုန်တွေကအစင်အစားတွေထပ်ပိုများတယ်ဆိုတာကိုရှင်းပြပါတယ်ယွန်းနာထသူတို့ကခွန်အားအဆင့်မြင့်တစ်ခုဖြစ်ပြီးသူမကိုရှေ့ဆက်သွားနိုင်အောင်တွန်းအားပေးတဲ့အရာတစ်ခုဖြစ်ပါတယ်ဒီစကားကိုကြားတော့ဂန်ခိကအစံလွမ်းစီလှုပ်ရှားသွားပါတယ်နောက်ပိုင်းမှာသူတို့ဆေးရုံစားကြည့်တိုင်းမှာအတူတူထိုင်နေကြတယ်ဂန်ခိကသူမလိန်နေပြီးတကယ်လို့အက်ဒီစာတွေကိုရေးခဲ့တယ်လို့ဆိုရမယ်လို့ဝန်ခံပါတယ်ဒါပေမဲ့ဂျွန်ကော့ကဒါဟာသူမရဲ့အမှားမဟုတ်ဘူးလို့ပြောပါတယ်ဘာပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့ယွန်းနာကအမှန်တရားကိုတီးထွာမှာပါပြီးတော့သူကသူမကိုယွန်းနာအချင်းချလာတဲ့နဲ့ရေးခဲ့တဲ့စာတွေအားလုံးပါတဲ့တစ်တစ်တစ်ခုကိုပေးလိုက်ပါတယ်ဂန်ခိဒါကိုမြင်လိုက်တဲ့အခါသူမရဲ့စိတ်တန်ရာတွေတန်းပေါ်လာပါတယ်သူမကတတိထားမိစွာကြောက်လန့်သွားပြီးတစ်တစ်တစ်ကိုပါပြစ်တလိုက်ပါတယ်အဲ့ဒီတုံပြန်ချက်ကရန်ကောက်တစ်ခုခုကိုသဘောပေါက်သွားစေပါတယ်ဇလန်ကအတီကိုခဏသာလေးပြန်ပြောင်းလိုက်ပါတယ်အဲ့ဒီအခါမှာဟာယရီကဂန်ခိကိုပရိသတ်တယောက်ကသူမရဲ့ဝတ်စာခန်းထဲမှာလက်ဆောင်တစ်ခုထားခဲ့တယ်လို့ပြောပြပါတယ်စိတ်လှရှားစွာနဲ့ဂန်ခိကစစ်ဆေးဖို့ကပြေးလွှမ်းသွားလိုက်တယ်အတွင်းမှာသူမကတစ်တတနှုတ်ပလုံးတွေ့ပါတယ်အများကြီးမစင်စားပဲဘဲဘာချန်ကတစ်တတကိုအရင်ဖွင့်လိုက်တယ်သူမအတွင်းမှာမြင်လိုက်ရတာကကြောက်ရွယ်ပါတစ်တတလည်းမှသွေးဒီနဲ့ပေးချမ်းနေတဲ့တည်နေတဲ့ငှက်တကောင်နဲ့ချိန်ချော့စကားတစ်ခုပါပါတယ်အဲ့ဒီထိုင်ထိတ်လန့်မှုနဲ့ကြောက်ဖြိုမှုကသူမမှာအမားအရာကြီးတစ်ခုချန်ခဲ့ပါတယ်ဒါကြောင့်လဲသူမကပရိသတ်တွေစီကလက်ဆောင်တွေကိုစားတွေကိုလက်ခံရဖို့အခုထိမစွမ်းနိုင်ခဲ့တာပါဒီလိုသဘောပေါက်သွားတဲ့အခါရောင်ရှိကသူမကိုညှမ်းထားစွာနှိမ့်သေးပေးပါတယ်ပရိသတ်အားလုံးကဒီလိုမဟုတ်ဘူးဆိုတာသူမကိုသတိပေးပါတယ်သူမကိုသူမနားလေပြီးတန်ဖိုးထားလာကြတဲ့ဆိုရင်အဆင်ပြေသွားလိမ့်မယ်ဒါပေမဲ့လည်းဂန်ခိကအွန်လိုင်းမှာအဖြတ်တကယ်မှတ်ချက်တွေကိုဖတ်ကြည့်ရတာကိုပိုနှစ်သက်မစေပါတယ်သူမတို့လူတွေကတယောက်ယောက်ကိုချစ်ချင်အောင်ဆောင်လိုက်ပေးမယ်ဘယ်သူမှမုန်းချင်အောင်ဆောင်လို့မရဘူးသူမရဲ့မျက်လုံးမှာတော့မုန်းတန်းကချစ်ခင်ထပိုမိုရိုးသားတယ်လို့ခံစားရတယ်အိမ်ပြန်လမ်းမှာရန်ခွက်ကဂန်ခိကိုသူမပတော်မှမဖွင့်ခဲ့ဘူးတဲ့ဒုတိယမြောက်လက်ဆောင်တတတာတပေါင်းကိုမေးပါတယ်ဂန်ခိကသူမဓာတ်ကိုပတော်မှမထိခဲ့ဘူးလို့ဝန်ခံပါတယ်ဒီလိုကြားတဲ့အခါရန်ခွက်အနှဲငယ်စိတ်ပြက်ရသွားပါတယ်ခဏနေတော့ဂန်ခိကယွန်းနာရဲ့စားဖို့ကိုပြန်တောင်းပါတယ်ဒီတစ်ခေါက်မှာတော့ရင်းဆိုင်ကြည့်ချင်တယ်လို့ပြောပါတယ်အဲ့ဒီအချိန်မှာပရိသတ်စာအတုအတန်ရတဲ့ဘာတက်ကကောလာဟလတွေကဆက်လက်ပြန့်နှံ့နေပါလိမ့်တယ်ရန်ခွက်ကလူဘဝမှာဖယ်ချင်းခံရတဲ့သူတစ်ယောက်ဖြစ်သွားပါတယ်လူတွေကသူ့ကိုသူ့နေမကောင်းဖြစ်နေတဲ့သမီးကိုအသုံးပြုပြီးဂန်ခိစီကပတ်ဆိုင်ရတယ်လို့ဆွဆွဲကြပါတယ်ဒီလိုဖြစ်နေပေမဲ့လည်းသူကခိုင်မာတဲ့စိတ်ဓာတ်နဲ့ရှေ့ဆက်သွားဖို့အကောင်းဆုံးကြိုးစားနေပါတယ်ယွန်းနာကတော့သူမရဲ့ကိုယ်ပိုင်နီးလန်းနဲ့အရာအလုံးကိုစင်ကျင်သုံးသပ်ပါတယ်လူများရဲ့အထီးမကျခံရတာဟာအစမပြတ်အားဆိုင်မှုဝေဖန်မှုနဲ့မဟုတ်မဟွမ်းဆွဆွဲချက်တွေကြောင့်မွန်းချနေပါတယ်သူမကအန်အော်စီယာအရာတစ်ခုကိုပါထုတ်ဖော်လိုက်ပါတယ်အစကနေဂန်ခိကသူမရဲ့စာအုပ်ကိုဘတော်မှပြန်မဖြေခဲ့ဘူးဆိုတာသူမသိပြီးသားလို့ပြောပါတယ်ဒီနေ့မှာဆေးရုံစင်ချိန်တလျှောက်လောင်လျှောက်နေတော့ရောင်ဆော့ကသူ့ရဲ့ YouTube channel အတွက်ဗီဒီယိုတစ်ခုရိုက်ကူးနေတာကိုသတိထားမိလိုက်တယ်။အဲ့ဒီဗီဒီယိုကသူ့ကိုအကြံဉာဏ်တစ်ခုပေးနေတယ်။ဒုံကူရဲ့ channel ကသစဉ်ရောင်ဆော့ကအမှန်တိုင်းပြောဖို့ဆုံးဖြတ်လိုက်တယ်။လိန်ညာမှုကသူ့စီကစတင်ခဲ့ပြီးဂန်ဂီကိုအပြစ်တင်တာရပ်တန့်ဖို့လူတွေကိုတောင်းဆိုခဲ့တယ်လို့ရှင်းပြပါတယ်
သူကုသူနေမကောင်းဖြစ်နေတဲ့သမီးရဲ့စန္ဒာကိုဖြည့်ဆည်းပေးဖို့စ조사နေတဲ့ဖခင်တယောက်အဖြစ်သာဖော်ပြပါတယ်။သူကဂန်ဂီကိုဒီအလုပ်မှာပါဝင်ကူညီပေးတဲ့အတွက်နဲ့ယူနာကိုဘယ်တော့မှမမေ့နိုင်တဲ့ပျော်ရွှင်တဲ့အခိုက်အတန့်တွေပေးစွမ်းခဲ့တဲ့အတွက်ကျေးဇူးတင်ကြောင်းလည်းဖော်ပြပါတယ်။ဗီဒီယိုကမြင်လန်ပြန့်သွားပြီး viral ဖြစ်လာပါတယ်။ ဟီရီကအဲ့ဒါကိုကြည့်ပြီးတဲ့အခါပိုပြီးစိတ်ပျက်စေပြီးနာလိုဖြစ်လာပါတယ်။မကြခင်မှာပဲဂန်ဂီကယူနာစီထပ်လာလဲပါတယ်။ဒီတစ်ခါတော့ယူနာကသူမကိုရနံ့ဖျောင်းနိုင်တဲ့တိုင်လက်ဆောင်ပေးပါတယ်။နောက်ပိုင်းမှာရောင်စော့ကဂန်ဂီကိုသူတို့ရဲ့အမှတ်တရတွေကိုပြန်လဲအောက်မေ့ဖို့ကြောင်းဟောင်းကိုပြန်ခေါ်သွားပါတယ်။တစ်ချိန်မှာတော့ဂန်ဂီကရောင်စော့ကိုသူမရဲ့လူမှုကွန်ရက်ပေါ်ကအပြက်တပါးဆောင်တဲ့မှတ်ချက်တွေကိုဖတ်ပေးဖို့တောင်းဆိုခဲ့တယ်။သူရဲ့တွန်းပြမှုကိုကြည်လင်အစောပိုင်းကလက်ရှူထားဖို့ပြောထားစီထိပေမဲ့ကြမ်းတမ်းတဲ့စကားလုံးတွေကိုကင်တွယ်ဖြေရှင်းဖို့ရုန်းကန်နေရတာကြောင့်သူမရဲမိသွားပါတယ်။နောက်ဆုံးမှာသူတို့ဟာတိုလောင်ခန်းဟောင်းကိုသွားပြီးယူနာပေးတဲ့ဖျောင်းနိုင်ကိုမိထုံးကြပါတယ်။အဲ့ဒီမှာကျောင်းစော့ကသူအရင်ကဂန်ဂီကိုပေးခဲ့ဘူးတဲ့လက်ဆောင်ကိုထုတ်ပြလိုက်တယ်။အဲ့ဒီလက်ဆောင်ကဂန်ဂီဘဲကြောမှမဖွင့်ဘူးတဲ့လက်ဆောင်ပါ။အဲ့ဒီတုန်းကသူမငတ်သေးပါတဲ့တရားကိုတွေ့တော့ကျောင်းစော့ကလက်ဆောင်တစ်ခုပေးမှထားခဲ့ပေမဲ့ပထမတရားကသူမကိုစိတ်တန်ရာရစေတဲ့အတွက်သူမမယူခဲ့ပါဘူး။အခုတော့သူကအဲ့ဒီတုန်းကပါသူမအပေါ်ခံစားချက်တွေရှိတယ်ဆိုတာသက်သေအဖြစ်သူမကိုထပ်ပြပြန်ပြီ။ဂန်ဂီဟာသူ့ရဲ့ရိုးသားမှုကြောင့်အယမ်းစိတ်ခိခိုက်သွားပေမဲ့လုံခြုံရေးအစောင့်တစ်ယောက်ကသူတို့ကိုတိုးလောင်ခန်းထဲမှာဖမ်းမိသွားတာကြောင့်သူတို့ရဲ့တိတ်ဆိတ်ငြိမ်နေတဲ့အချိန်ကိုအနှောင့်အယှက်ဖြစ်စေပါတယ်။သူတို့နှစ်ယောက်ကရဲမောပြီးပဒင်းဖော့ကထွက်ပြေးပြေးပန်းကိုဖြတ်သွားရင်အတူတပဲပြေးသွားကြပါတယ်။နောက်တစ်နေ့မှာသူလက်ထွေအားကစားရုံမှာလေ့ကျင့်နေတဲ့တုန်းသူမရဲ့မန်နေဂျာကသတင်းတချို့နဲ့သူမစီရောက်လာပါတယ်။သူမရဲ့ပုံရိပ်ကမတည်ငြိမ်သေးတာကြောင့်အခုချိန်မှာဘယ်ဒရာမှဒါမှမဟုတ်ရုပ်ရှင်စီမံကမ်းမှာသူမကိုရွေးချယ်ခြင်းရှိနေတာမဟုတ်ပါဘူး။သူမကိုအတက်တန့်စေခြင်းတဲ့အတွက်မန်နေဂျာကရွေးချယ်စရာ3ခုပေးထားပါတယ်။သူမဟာဝါရော်နီကောင်ရှိုးတစ်ခုမှပါမနိုင်တဲ့ဒါမှမဟုတ်စေးရုံရဲ့ကလေးတွေအတွက်ပုံမြင်တွေဖတ်ပေးနိုင်တဲ့ဒါမှမဟုတ်ရုပ်ရှင်တကာမှာဧည့်သည်တယောက်စဉ်အဖြစ်ပါဝင်နိုင်ပါတယ်။နောက်ဆုံးမှာဂန်ဂီကဧည့်သည်တယောက်စဉ်အဖြစ်ရွေးချယ်ခဲ့ပေမဲ့အတွေ့အပေးချောင်းတစ်ခုရှိပါတယ်။သူမပါဝင်တယောက်ဆောင်မဲ့ရုပ်ရှင်ဟာဟာယာရီပါဝင်တဲ့ရုပ်ရှင်နဲ့အတူတပဲပါ။ဟာယာရီကအဲ့ဒီကိစ္စအတွက်မကြည်နဲ့နေတာထင်ရှားပါတယ်။ရိုက်ကူးရေးကြံတဲ့တုန်းသူမဟာဒါရိုက်တာကိုပြန်လဲရိုက်ကူးဖို့တောင်းဆိုနေတာကြောင့်အခြေအနေကိုပိုပြီးတင်းမာသွားပါတယ်။ရိုက်ကူးရေးပြီးဆုံးသွားတဲ့နောက်မှာဟာယာရီကဂန်ဂီကိုတိမ်မွိမွိနဲ့ထိုးနှိမ်နေစေပါသူမကဧည့်သည်တယောက်စဉ်အဖြစ်လက်ခံတာကိုလောင်ပြောင်းနေတာကြောင့်သွင်းပြောပါလင်းသွင်းပြောတဲ့ဇနန်းဒီမရလို့သာလက်ခံတယ်ဆိုတာဆိုလိုပါတယ်သူမကိုတောင်းဆိုခဲ့တာကဒါရိုက်တာဖြစ်တယ်ဆိုတာရှင်းရှင်းလင်းလင်းပြောပြတဲ့ဂန်ဂီကခိုင်မာစွာပြန်တွန်းလွန်ပါတယ်အဲ့ဒါကအရာတွေကိုပိုဆိုးစီတော့ကြောင်းစီပါတယ်စိတ်တုန်နေပြီးတဲ့ဟာယာရီကသူမရဲ့ပုံရိပ်ကိုပြင်ဆင်ဖို့မီဒီယာကိုချဲလင်းနေတယ်လို့ဂန်ဂီကိုဆွဆွဲပါတယ်သူမကဂန်ဂီရဲ့အမေကိုအစောအခန်းခတ်ရအောင်လုပ်ပါနေတယ်။အဲ့ဒါကကြားအားစင်းကြော်ထားပါတယ်။ဂန်ဂီကတောင်းထားရပြီးပြန်အောင်လိုက်တယ်။အရန်ချက်တွေကြောင့်ဟာယာရီကအရာတွေကိုရှေ့တက်လို့ဆုံးဖြတ်လိုက်ပါတယ်။သူမကသတင်းတောက်စူးကိုဆက်သွယ်ပြီးသူတို့ရဲ့အထက်ကန်းចောင်းသားတွေဇလန်းတွေကိုမြောက်နေပြီးဂန်ဂီကိုအပြတ်သဘောဆောင်တဲ့အပြင်းနဲ့ပုံဖော်ပြပါတယ်။သတင်းကမြန်မြန်ပြန့်သွားပြီးဂန်ဂီရဲ့ဂုံတိတ်ခါကတခါပြန်ပြင်းထန်စွာထိခိုက်ပါတယ်။ online မှာအမုန်းတိတ်ဟာကရမ်းပြင်းထန်လာပြီးသူမထောက်ခံတဲ့အတက်စီတော်များများကသူတို့ရဲ့ထုတ်ကုန်တွေကိုဈေးကွက်ကဖယ်ရှားလာကြပါတယ်။သူဆိုင်ကအဲ့ဒီပစ္စည်းတွေကိုဖယ်ရှားလိုက်တာကိုမြင်တော့ယူန်ဒူလည်းအဲ့ဒီတက်ရောက်မှုကိုခံစားရပါတယ်။ ဆေးရမှာလူတွေကခံငေးအကြောင်းကောလာဟာလာတွေဖြိုးလာကြပါတယ်။သူမအနီးနားမှာရှိနေမယ်မတိလိုက်ပဲယူနာစီတွားလဲတော့မယ်အချိန်မှာအရာအားလုံးကိုမတော်တဆကြားလိုက်ရတယ်။နာကျင်ပြီးစိတ်ပြက်လက်ပြက်နဲ့သူမတိတ်တိတ်လေးထွက်သွားခဲ့တယ်။ယွန်ကုတ်ကသူမနောက်ကိုလိုက်ပြီးအရေးပေါ်လေးကားမှလိုက်ဖမ်းလိုက်တယ်။သူမကဆက်ပြီးထွက်ပြေးနေလို့မရတော့ဘူးလို့ပြောတယ်။အမှန်တရားကိုရင်ဆိုင်ဖို့လိုရတယ်လို့လည်းပြောတယ်။ဒါပေမဲ့ဖြစ်ပျက်နေတဲ့အရာအားလုံးကြောင့်စိတ်ရှုပ်ထွေးနေတဲ့ဂန်ဟီကသူ့ကိုအပြစ်တင်ပါတယ်။သူသာစာရီအကြောင်းဘယ်တော့မှမလိမ်ညာခဲ့ရင်ဒါရီတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးလို့သူမယုံကြည်တယ်။သူမကသူ့ကိုတွန်းထုတ်ဖို့ကြိုးစားပေမဲ့လည်းယွန်စစ်ကသူမဘေးနားမှာထွက်သွားဖို့ငင်းဆိုင်ခဲ့တယ်။သူမဘလောက်ကြီးကွဲနေလဲဆိုတာကိုမြင်တော့သူအိမ်ကိုခေါ်သွားပြီးအ ਨੇ ဆုံးအခြေအနေတွေငြိမ်သက်သွားတဲ့အထိအဲ့ဒီမှာခဏနေလို့ရတယ်လို့ပြောတယ်။နောက်နေ့မှာရန်စစ်ကကုံစိုးပစ္စည်းတွေနဲ့အိမ်ပြန်လာခဲ့ပေမဲ့တညတဲ့နဲ့အိမ်ကလုံးဝပြောင်းပြန်သွားတာကိုတွေ့လိုက်ရတယ်။ဂန်ဟီကသူမဖန်တီးထားတဲ့ရှုပ်ထွေးမှုကိုသဘောပေါက်ပြီးထိတ်လန့်သွားတော့ယွန်စစ်ကတော့စိတ်ပြက်လက်ပြန်နဲ့တုံ့ပြန်တယ်။တစ်ချိန်တည်းမှာပဲမန်နေဂျာချုပ်ကဟယ်ရီနဲ့တွေ့ဆုံဖို့စီစဉ်ကြိုးစားပေမဲ့တောင်းဆိုကတ်ကိုညှင်းပယ်လိုက်တယ်။ဟယ်ရီကသူမကဂန်ဟီရဲ့မတော်မတရားဆက်ဆံရေးကိုခံရတဲ့အချိန်ကနေမကောင်းပြီးစိတ်တန်ရာရနေတယ်လို့ပြောတယ်
အထူးသဖြင့် Harry က online မှာပျော်ရွှင်စရာဓာတ်ပုံတွေတင်နေတာကိုသတိထားမိတဲ့နောက်မှာမန်နေဂျာကလိန်ညာမှုကိုမြန်မြန်ဆန်ဆန်သဘောပေါက်သွားပါတယ်။မကြခင်မှာပဲမန်နေဂျာကကန်ဟီနဲ့ရောင်စစ်ကိုကိုယ်တိုင်လာတွေ့တယ်။သူမကယွန်ကုတ်ရဲ့ရည်ရွယ်ချက်တွေကိုမေးခွန်းထောက်ပြီးသူ့မှာနောက်ကွဲကရည်ရွယ်ချက်မျိုးရှိနိုင်တယ်လို့တန်တရားရှိပါတယ်။ဒါပေမဲ့သူကကူညီဖို့ကြိုးစားနေတယ်ဆိုတာကိုနားလည်သွားတဲ့အခါအဆိုးဆုံးကိုယူဆမိတဲ့အတွက်ရှန့်ကျင်လာလိုက်တယ်။ယွန်စစ်ကသူနဲ့သူ့သမီးကလက်ရှိဆေးရုံမှာရှိနေတဲ့အတွက်စိတ်ပူစရာမလိုဘူးလို့ရှင်းပြတယ်။အဲ့ဒါနဲ့ဂန်ဟီကသူနဲ့တိတ်ဆိတ်ငြိမ်သက်တဲ့အချိန်တစ်ခုရအောင်နီလန်းရှာသွေးပြီးနှငေါက်သားနှွေးထွေးပြီးရင်းနှီးတဲ့ညစာအကျူတူစားကြတယ်။တစ်ချိန်တည်းမှာပဲဆေးရုံမှာအမျိုးသမီးတစုကယွန်ကုတ်အကြောင်းကောလာဟာလာတွေပြောနေကြပါတယ်။သူကဘလောက်ငယ်ရွယ်ပြီးချောမောလဲဆိုတာကိုပြောကြပြီးအရာအားလုံးကိုစွန့်လွတ်မဲ့စားသူ့ဘဝကိုဖြိုးရွှင်ကမှချက်တန်းရမယ်လို့ပြောကြတယ်။သူတို့ကယူနာကိုဝုံတို့ကြလို့ခေါ်တယ်။ကံမကောင်းတာပဲယူနာကစကလုံးအားလုံးကိုမတော်တဆကြားလိုက်ရတယ်။ဝမ်းနဲ့ပူဆွေးကသူမကထော်ကေးပြီးမကြခင်မှာပလောက်ဆုံးသွားတယ်။ယွန်ကွတ်တီးသွားတဲ့အခါထိတ်လန့်ခြင်းစာတင်ခဲ့ပေါ်ပါတယ်။ဂန်ခီနဲ့ယူနုအကူကြီးနဲ့နေရာအတိုင်းကိုလိုက်ရှာပြီးမဲ့သူမကိုမတွေ့ရပါဘူး။ဘာထူလဲ။နောက်ဆုံးမှာသူတို့ကသူမကိုအခေါင်မိုးမှာအစော့နဲ့အန်ဒီရဲ့ရှိလောက်တလောက်နီးစပ်နေတာကိုတွေ့လိုက်ရတယ်။ရန်စစ်ကရှေ့ကိုတုံးတွေ့တယ်။ကြောက်ရွံ့ကျွဲနဲ့ဒေါသကြောင့်လွမ်းမို့ခံစားနေတာနဲ့သူမကိုနောက်ကိုဆွဲထုတ်လိုက်တယ်။ဒါပေမဲ့ယူနာကမျောလင့်တဲ့ပုံစံနဲ့မတုံ့ပြန်နဲ့သူမကသူချိန်သက်တုံကဒီနေရာမှာပဲရပ်နေခဲ့ဘူးတယ်လို့ထောက်ပြတယ်။သူမရဲ့အဖွာဆုံးမသွားတဲ့နေ့မှာသူမကိုအရှင်မြင့်ဆုံးမြင်ခဲ့ဘူးတယ်လို့သိရပါတယ်။အဲ့ဒီတုန်းကဝမ်းနဲ့ပူဆွေးကပြညတ်နေတဲ့ယွန်ကွတ်ကသူ့အသက်ကိုအဆုံးသတ်မယ်လို့ရည်ရွယ်ချက်နဲ့အခေါင်မိုးကိုတက်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာသူ့သမီးအချောင်းကိုတွေးမိသည်သူ့ကိုသူစောင့်ဆောက်ခဲ့တယ်။သူမဖြိုရွှင်စေဖို့သူတက်နိုင်တဲ့အစွမ်းကုန်အစီအစဉ်လုပ်ပေးမယ်လို့ကတိပြုခဲ့တယ်။အဲ့ဒီကတိကသူ့အပိုးစားတွေလုပ်ရတဲ့အကြောင်းရင်းအဲ့ဒီအတူစားတွေရေးရတဲ့အကြောင်းရင်းအရာအားလုံးဘလောက်ပဲခက်ခဲနေပါစေရှေ့ကိုတိုးနေရတဲ့အကြောင်းရင်းဖြစ်ပါတယ်။ရန်စစ်ကပလယူနာအေပျော်ရွှင်မှုကအမြဲတမ်းဦးစားပေးပါဖြစ်ပါတယ်။စေယုံစေကားမှာလက်ရှိအချင်းကိုပြန်ရောက်တဲ့အခါယွန်စစ်ကနောက်ဆုံးမှပွင့်လာပါတယ်။ဂန်ဟီကိုပြန်တွေ့ရတာတကယ်ကိုပြောမိပါတယ်။သူမဘေးနားမှာရှိနေရတာသူ့ကိုငယ်စင်းတုန်းကနှွေးထွေးမှုကိုပြန်ခံစားစေပါတယ်။ဒါပေမဲ့တစ်ချိန်တည်းမှာပဲသူအရေးကြီးတာတစ်ခုကိုသဘောပေါက်သွားပါတယ်။သူမနဲ့အတူရှိခြင်းနဲ့သူ့ရဲ့စန္ဒကြောင့်အရေးကြီးဆုံးအရာသူ့သမီးရဲ့ပျော်ရွှင်မှုကိုမဲ့သွားတယ်လို့အဲ့ဒီအချက်ကိုသဘောပေါက်သွားတဲ့အခါသူကခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။သူကဂန်ဟီကိုသူ့ကိုမတွေ့ဖို့တောင်းဆိုပါတယ်။သူ့အတွက်အရာအလုံးအရေးကြီးတဲ့ယူနာပေါ်မှာပဲအပြည့်အဝဥစားပေးခြင်းနေတယ်။သူကလေးလင်းတဲ့ဟန်လော့စ်ကိုသင်ပြီးအိမ်ကိုပြန်လာခဲ့တယ်။ဂန်ဟီကတော့သူချိန်လုံးခဲ့တဲ့ယွန်ကုတ်ကိုစွန့်လွတ်ရမယ်ဆိုတဲ့အဖြစ်အပျက်ကိုလက်ခံဖို့ပဲလိုတော့တယ်။အရာအလုံးကိုပြင်ဆင်ခြင်းတဲ့ဂန်ဟီကလူတို့ကိုရင်ဆိုင်ဖို့တတ်တည်ဝေမြူဆူလိုက်တယ်။သူမကရှင်းလင်းချက်ဗီဒီယိုတစ်ခုထုတ်ပြန်ပြီးနောက်ဆုံးမှာသူမရဲ့အဆင့်စီယုံရှိရေးကိုပြလိုက်တယ်။သူမနဲ့ပတ်သက်တဲ့အငင်းပွားစရာတွေကိုတိုက်ရိုက်မဖြေရှင်းခဲ့ဘူးလို့တောင်းပန်ပါတယ်။တစ်ချိန်တည်းမှာပဲကျောင်းနေဘက်တငယ်ချင်းဟောင်းယွန်ဟီကသူမကိုအားပေးဖို့ရှေ့တိုးလာပါတယ်။ဟီယိုရီရဲ့ဆွဆွဲချက်တွေကမာယွင်ပြီးဂန်ဟီကသူမပုံဖော်ထားတဲ့သူမဟုတ်ဘူးဆိုတာကိုသူမကအတီးပြုပါတယ်။တဖြည်းဖြည်းနဲ့ဂန်ဟီရဲ့ပုံလေးကပြန်လဲကောင်းပုံလာပါတယ်။အမှန်တရားကလူတို့ရဲ့အမြင်ကိုပြောင်းလဲစေပါတယ်။ကောလာဟလာတွေကိုစတင်ခဲ့တဲ့သတင်းထောက်စူးဟာအခုဆိုရင်ဒေါသထွက်နေတဲ့ပရိသတ်တွေရဲ့လိုက်လံရှာဖွေဝေဖန်မှုတွေကိုခံနေရပါတယ်။မင်္ဂလာပါလိန်ညာမှုအတွက်ပေါ်ထုတ်ခံရတာဟာသူမရဲ့ကိုယ်ပိုင်တောင်းပန်မှုကိုတင်ဖို့အတင်းအကျပ်ခိုင်းစီခံရပါတယ်။သူမရဲ့ဂုဏ်သတင်းပြန်လဲကောင်းမွန်လာတာနဲ့အမျှအခွင့်အလမ်းအသစ်တွေပေါ်လာပါတယ်။ဂန်ဟီဟာဟောလိဝုဒ်ရုပ်ရှင်တကားမှာခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ဖို့ကန့်လန့်ခံရပြီးအဲ့ဒီရုပ်ရှင်မှာသူမဟာအမေရိကမှာတစ်နှစ်နေထိုင်ရမှာပါ။သူမကကန့်လန့်ချက်ကိုလက်ခံလိုက်ပြီးအဲ့ဒီအကွာအဝေးကသူမကိုယုံကုတ်ကနေရှေ့ဆက်သွားဖို့ကူညီပေးလိမ့်မယ်လို့မျှော်လင့်နေပါတယ်။မကြာခင်မှာပဲယုံကုတ်ကသူ့ရဲ့ဇနီးဟောင်းကွယ်လွန်သွားပြီဆိုတဲ့သတင်းကိုရရှိခဲ့ပါတယ်။သူနဲ့ယူနာတို့ဟာဇာပနာကိုအတူတူတက်ရောက်ရပါတယ်။တာမာပြီးခါနိုင်ရရှိတဲ့ယူနာဟာသူမရဲ့အမိကိုနှုတ်ဆက်ရင်ဝမ်းနေပူဆိုမှုကိုတိတ်တဆိတ်မျောတိတ်ထားလိုက်တယ်။ဇာပနာပြီးတဲ့နောက်ယူနာကသူ့အဖေကိုနှလုံးသားကိုလီးလန့်စေတဲ့အရာတစ်ခုမိပါတယ်။ဂန်ဟီနဲ့အတူမရှိနိုင်ရတဲ့အကြောင်းရင်းကသူမကြောင့်လာလို့သူမတွေးနေမိတယ်။ယုံကုတ်ကသူမဟာဝန်ထုတ်ပုံမဟုတ်ပေသူ့ရဲ့ပျော်ရွှင်မှုရဲ့အကြီးမားဆုံးအရင်းမြစ်ဖြစ်ကြောင်းအာမခံပါတယ်။ပြီးတော့ယူနာကအင်ခေါမိုးပေါ်မှာအဲ့ဒီညကအကြောင်းအမှန်တရားကိုဖွင့်ပြောပြလိုက်တယ်။သူမဟာဘဝကိုအဆုံးသတ်ဖို့ကြိုးစားနေတာမဟုတ်ပါဘူး။သူမကကြေးတွေကိုပဲစုတောင်းနေခဲ့တာပါ။သူမရဲ့အဖေနဲ့သူ့အဖွေသားတို့အတူတူရှိနေစီခြင်းနဲ့သူစကားကြရတော့ရန်ရှုအတွက်အရာအလုံးပြောင်းလဲသွားတယ်။သူ့အချစ်ကိုလိုက်စားနိုင်ုံနာမကတစ်ချိန်တည်းမှာပဲသူ့သမီးရဲ့ပျော်ရွှင်မှုကိုလည်းကာကွယ်ပေးနိုင်တယ်ဆိုတာသူသဘောပေါက်လာတယ်
တုံဆုတ်ချင်းမရှိပဲဂန်ဟီဖေးမရှိလေဆိုတာရှာဖွေဖို့မန်နေဂျာကိုဖုံးဆက်ပါတယ်သူမအမေရိကကိုထွက်သွားတော့မယ်ဆိုတာသိလိုက်တာနဲ့လီစိတ်ကိုအပြေးလွှားသွားပြီမယ်နှောက်ကျသွားတယ်ဂန်ဟီပျောက်သွားပြီဖြစ်ပြီးသူမကိုတွေးဖို့အခွင့်အရေးကိုလွှဲချော်သွားပါတယ်တနေ့ကုံဆုံးသွားပြီးတော့ဂန်ဟီဟာအခုဆိုရင်ကိုရီးယားမှာဒီမကပဲကပ္ပတောင်းမှာပါအောင်မြင်တဲ့ကြည်ဖြင့်တယောက်ဖြစ်လာခဲ့ပါပြီသူမဟာအမေရိကမှာရုပ်ရှင်ရိုက်ကူးမှုတွေဆက်လက်လှုပ်ဆောင်နေပြီးသူ့ရဲ့အမှုပညာအလုပ်အပေါ်မှာအပြည့်အဝအာရုံစိုက်ထားပါတယ်တနေ့မှာရိုက်ကူးရေးတစ်ခုပြီးသွားတဲ့အခါသူမအင်ကိုပြန်လာခဲ့ပါတယ်မ